Hello, I'm Mangala. I'm Bella. Bella, dini mara bono Sakura king bono saw me tea me saw my last and I'm a winner. Bella, but Bella. Lu shock saw me tower by call me bono shock saw a machine. So Bella dini judging who judging Ali Bashir bono. A cool Bella Chani subscriber. Wanky, the machine. Okay, Bella Soroga. ဘာခေဖြစ်သွားတဲ့ထိမ့်မဲ့နေနဲ့ဘယ်လာကမျက်နှာကိုပြပါမယ်ဒါပေမဲ့ဘယ်လာပေါ့နော်အလီနာနဲ့တစ်ချက်တိုင်မြင်လိုက်မယ်ပေါ့နော်အလီနာနဲ့တစ်ချက်တိုင်မြင်လိုက်မယ်ဆိုတာကကြတော့အလီနာကအဲ့လိုမျက်နှာပြတော့အဆင်ပြေလားဘာညာစမကလာပေါ့နော်မီးလိုက်ပါမယ်ရှင်တို့ရှင်ဘာလို့ဆိုအလီနာမျက်နှာကိုပြသလိုမျိုးပဲဘယ်လာက shop တင်ပြီးတော့ပြချင်တာပေါ့နော်အလီနာမျက်နှာကိုပြတော့ကျတော့ဘယ်လာမှာတက်တော့ကောင်ရှိသေးတယ်ပေါ့နော်တက်တော့ကောင်ကအခုပြလို့မရတော့ပေါ့နော်ဘယ်လာမျက်နှာလို့ဆိုတော့ဘယ်လာကတက်တော့ကောင်ဘန်းခံရပါတယ်ဘယ်သူဘန်းလာလဲဆိုတော့ဘယ်လာတရခံကိုလည်းဘယ်လာသိပါတယ်ဆိုတော့ကဘယ်လာပေါ့နော်တက်တော့ကောင်ဘန်းခံလိုက်ရပါတယ်အဲ့ဒါကြောင့်မို့ဘယ်လာဗီဒီယိုလဲလို့ပေါ့နော်ပြဖို့အတွက်ဗီဒီယိုရိုက်ဖို့ဟာရိုက်လို့မရတော့ဘူးပေါ့နော်အားကြောင့်မို့ဘယ်တော်တော်လေးစီမကောင်းဖြစ်ပါရလို့ဆိုတော့ဘယ်လာပြောပြတဲ့စကားတခုတီးရှင်နေကွာဒါပေမဲ့ TikTok ကဘန်းခံရတဲ့အတွက်ကြောင့်မလို့ဘယ်လာဘလို့မှပေါ့နော်မတီးနိုင်ခဲ့ဘူးနော်စကားဘယ်လာပြောခဲ့တဲ့ညနာပြမယ်ဆိုတဲ့စကားပေါ့နော်အဲ့ဒါလေးကိုတော့ခွင့်လွှတ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်ဘာလို့ဆိုတော့ဘယ်လာကရှင်းပြောမယ်ဆိုဘယ်လာအိမ်မပိုင်ဘူးကွာအိမ်မပိုင်ဘူးဒါကြောင့်မို့ဘယ်လာဗီဒီယိုတွေကိုတင်ချင်တိုင်းတင်လို့မရပါဘူးရှင်ဘယ်လာဗီဒီယိုတပုတ်ဖြစ်လာဖို့ဆိုတာလွယ်လို့ထင်ကောင်းထင်နိုင်လိမ့်မယ် but လွယ်ကူလားဆိုတာပေါ့နော် YouTuber တော်တော်များများတော့သိမှာပါမလွယ်ကူပါဘူးဘာလို့လဲဆိုတော့ဘယ်လာဗီဒီယိုပေါ့နော်လုပ်ဖို့အတွက်အချိန်နေအများကြီးပေးရပါတယ်အခုဗီဒီယိုလုံးနေရမှာဘယ်လာစာချက်ချိန်တွေကလုံးနေတာပေါ့နော်အခုအိမ်မှာပေါ့နော်အမေတွေဘာတွေမရှိလို့လောက်ရတာပါအမေရှိလို့ရှင်လုံးဝမလောက်ရဘူးဆိုတော့ဘယ်လာကိုအမေတွေဘာတွေစာအုပ်ပဲပေါ့နော်ကျူးစားတင်ယူစေချင်တယ်ဒါပေမဲ့ဘယ်လာကလည်း YouTube လောကကိုလောက်ရတာကြိုက်တယ်ပြီးတော့ဗီဒီယိုလေးတင်ရရင်ပျော်နေတတ်တာပေါ့နော်အဲ့လိုတော့ရှိပါတယ်ပြဿနာအဲ့ကြောင့်မို့ဘယ်လာတစ်ခါတလေကြလို့ရှိရင် view တွေမတင်ပြလို့ရှိရင်ပေါ့နော်နည်းလေးစောင့်ပြီးကြပါဘယ်လာပေါ့နော်view တွေတင်ဖို့ကြိုးစားနေပါတယ်လို့ပြီးတော့ပေါ့နော်အခုကြည့်နေတဲ့လူတွေထဲမှာပေါ့နော်ဘယ်လာရဲ့ channel လေးကို subscribe လုပ်ရသေးတဲ့လူရှိလို့ရှိရင်လည်း subscribe လုပ်ပေးကြပါရှင်ပြီးလို့ရှိရင်ဘယ်လာကတော့ဘာမှတူပြောရမှာမရှိဘူးပေါ့နော်ပြီးတော့ဘယ်လာအခုနောက်ရက်ဒီမှာဘယ်လာဗီဒီယိုရိုက်ထားပါမယ်ရိုက်ထားတယ်ဆိုတာကြတော့ဘယ်လာစောက်ထားရဲပေါ့နော်တာဝါလေးတို့ခုံပြမဲ့ဗီဒီယိုလေးပါတင်ပေးပါမယ်ရှင်ကိုကဘာတာဝါကိုဘယ်ရောင်နဲ့စောက်စေခြင်းလဲဘယ်ရောင်နဲ့ခုံပြစေခြင်းလဲဆိုတာcomment လေးမှာမင်းကလေးရရပေါ့နော်ဆိုတော့ဘယ်လာဗီဒီယိုလေးကိုလည်းနိုင် subscribe လေးလုပ်ပြီးကြည့်ကြပါမယ်ရှင်ဘယ်လာနောက်ရက်ဒီတားလို့ရှိလို့ရှင်ဘယ်လာအဲ့လိုပေါ့နော်ဇလန်းလေးတင်ပေးပါမယ်ပေါ့နော်ဘယ်လာအခုတိတ်နေမကောင်းကြည့်ဦးပေါ့နော်မနေ့ကရှိပြီးမိုးတွေထွက်ကြိုးလာတာပေါ့နော်မိုးတွေထွက်ကြိုးတာနည်းနည်းဖြားခြင်းနေရောနော်ဘယ်လာတိတ်နေမကောင်းပါဘူးတိတ်နေမကောင်းခြင်းဦးနေမကောင်းဘူးရဲ့လို့တော့မဟုတ်ပါနော်တိတ်နေမကောင်းခြင်းပါဘူးโอเคဆိုတော့ဘယ်လိုဆက်လိုက်ကြပါမယ်ဆောက်လိုက်ခွန်လိုက်လောက်ပြီးတော့ဆောက်ပါမယ်ဒါကတော့ဘယ်လာရှောက်လုပ်ထားတာပေါ့နော်ဘယ်လာကလို့ပေါ့နော်ဆောက်တာတွေပဲသိမကျွမ်းပါဘူးဒါမဲ့ဘယ်လာပေါ့နော်ဗီဒီယိုတော့ကောင်းကြိုးစားပြီးတင်ပြီးပါမယ်ရှင်တကယ်လို့ပေါ့နော်ဘယ်လာဗီဒီယိုမှာအမားပါတာပဲရှိရောအမားတစ်စုံစီကပါတာပဲရှိရောပေါ့နော်ဘယ်လာကိုခွင့်လို့စီချင်ပါလားလဲဆို
ဘယ်လာကဒီလောက်ထိYouTube ကိုမကျွမ်းကျင်သေးဘူးပေါ့နော်မကျွမ်းကျင်သေးတဲ့ထဲမှာလည်းပါပါတယ်အဲ့ဒါကြောင့်ဘယ်လာကိုခွင့်လွှတ်ပေးကြဖို့ဘယ်လာတောင်းဆိုချင်ပါတယ်ရှင်အဲ့လိုဗီဒီယိုတစ်ခုမှအမားပါသွားပြီဖြစ်စစ်လို့ရှိရင်ပေါ့နော်ဘယ်လာပေါ့နော်ကိုလေခွင့်လွှတ်ပေးကြပါဘယ်လာတစ်ခါကြလို့ရှိရင်ဘယ်လာရဲ့ဗီဒီယိုရဲ့ comment တွေအောင်ပါပေါ့နော်ဘယ်လာ plain တဲ့စကားတွေတွေ့ပါရှင် plain ခံရတဲ့စကားတွေပေါ့နော်အဲ့ဒါတွေ့လို့ရှိရင်တော်တော်လေးတော့ဘယ်လိုပြောမလဲစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်ဒါပေမဲ့အချို့သောလူတွေကပေါ့နော်ဘယ်လောက်ကောက်ွယ်ပြီးပြောပြကြပါတယ်အဲ့လူတွေကိုလည်းဒီနေရာနေပဲဘယ်လာကျေးဇူးတင်ပါတယ်လို့ပေါ့နော်အဲ့လိုပေါ့နော်အဲ့လိုကိစ္စလေးရှိပါတယ်ဘယ်လာကဗီဒီယိုတစ်ပုတ်ကိုအားရရှိုက်ရတာလေးမဟုတ်ဘူးပေါ့နော်အားရဗီဒီယိုတစ်ပုတ်ကိုရလာလည်းမဟုတ်ဘူးပေါ့နော်အဲ့ကြောင့်မို့ဘယ်လာမနော်ဗီဒီယိုလေးတွေကိုပေါ့နော်ဘယ်လာ plain စီခြင်းပေါ့နော်ဒါပေမဲ့လေပြောလို့ကအဆင်မပြေဘူးပေါ့နော်မ plain စီခြင်းလေးပို plain လာကြလေးဖြစ်နေတော့ဘယ်လာတိတ်အဆင်မပြေဘူးနောက်ပိုင်းနေဆိုလို့ရှိရင်ဘယ်လာကြောက်လာဗီဒီယိုလုပ်လို့ရှိလို့ရှိရင် plain ခံရမလား plain ခံရမလားဆိုပြီးအဲ့ဒါကြောင့်ဘယ်လာဗီဒီယိုမတင်တာလည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဘယ်လာဗီဒီယိုမတင်တိတ်မတင်တာပေါ့နော်အခုပေါ့နော်ဘယ်လာနောက်ပိုင်းနေမှာဘယ်လာညမပေါ့နော်ဘယ်လာရဲ့အိမ်ကိုလာလေလို့ရှိရင်ဘယ်လာဗီဒီယိုလောက်ဖို့ရှိပါတယ်ရှင်ဘယ်လာညမတစ်ခါတလေကြာမှလာလေတာပေါ့နော်အဲ့ဒါကြောင့်မို့ဘယ်လာအလီနာနဲ့ဗီဒီယိုတွေတိတ်မတင်ပြဘူးပေါ့နော်အလီနာနဲ့ဗီဒီယိုတင်ထားတဲ့ဗီဒီယိုတွေက3-4-5ခုလောက်ပဲရှိမယ်ထင်တယ်ဘယ်လာထင်ရတော့ပေါ့နော်အလီနာနဲ့ဗီဒီယိုတွေကိုတင်စေခြင်းတယ်ဆိုလို့ရှိရင်တော့ပြောခဲ့လို့ရပါတယ်ဘယ်လာတို့အလီနာနဲ့ပေါ့နော်ဗီဒီယိုရိုက်ဖို့လည်းစီစဉ်ထားပါတယ်နောက်ပိုင်းနေမှာလည်းဗီဒီယိုတွေအများကြီးတင်ပါမလို့ဘယ်လာ channel လေးပေါ့လေလိုက်ပေါ့နော်ဗီဒီယိုတွေမလို့စီစဉ်လို့ရှိရင်တော့ like and subscribe လေးလုပ်ပေးခဲ့ကြပါနောက်ပိုင်းမှာဘယ်လာ Sakura လေးဝက်ချက်လေးအနေငယ်ပြောပြပါမယ်ပြီးတော့ဘယ်လာ channel မှာအောင်မြင်ဆုံးဖြစ်တယ်ပေါ့နော်ဗီဒီယိုတစ်ပုတ်တွေက comment နေမှာပေါ့နော်တွေ့ရတယ်ပေါ့နော်ဟိုသွားပြဒီသွားပြဘယ်လာ ID တွေပေါ့နော်စူးစမ်းပြီးရှာနေပါတယ်ဘယ်လာ ID တွေတွေ့လို့ရှိရင်ဘယ်လာသွားပြပါမယ်ရှင်အဲ့ဒါတွေကိုအခုချိန်နေမသွားပြရသေးဘူးเนาะအဲ့ဒါလဲတောင်းဆိုထားတဲ့လူလေးခွင့်လို့ပါလို့ဘယ်လာပြောချင်ပါရှင်အခုပေါ့เนาะဘယ်လာရှိမှာအရင်ကဘယ်လာ YouTube မှာပေါ့เนาะဒီ YouTube မှာလည်းခင်ရတဲ့တငယ်ချင်းတယောက်လည်းရှိပါတယ်သူကဘယ်လာနဲ့အိမ်နီးနားချင်းမှာသူ့နာမည်ကတော့နတီလို့ခေါ်ပါတယ်သူ့အကောင့်လေးကိုဘယ်လာmention ခေါ်ပြီးမယ်ပေါ့เนาะmention ခေါ်ပြီးဗလားဒီဗီဒီယိုရဲ့အောက်မှာ mention ခေါ်ပြီးတင်ပေးခဲ့ပါမယ်ရှင်သူ့ရဲ့ account လေးကိုလည်းအားပေးဖို့ပေါ့နော်ဘယ်လာပြောချင်ပါတယ်ပြီးတော့ဘယ်လာမှာ YouTube မှာတငယ်ချင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့တချို့တငယ်ချင်းတွေကဘယ်လာကိုပေါ့နော်လူတောင်းလောက်သွားကြရပါတော့အဲ့ဒါတွေကိုတွေ့ရင်တော့ဘယ်လာကတိတ်ပြီးတော့စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်လူတယောက်ကအောင်မြင်လာပြီဆိုလို့ရှိရင်အရင်တော့ခင်ခဲ့လူတွေကိုမေ့သွားတယ်ကွာအဲ့ဒါကြတော့ပဲတော်တော်လေးကိုစိတ်မကောင်းဖြစ်ပါတယ်အခုဘယ်နော်ဘယ်လား comment နေမှာ YouTuber Sarah King comment လာမှလည်းတွေ့ပါတယ်ဘယ်လားပေါ့နော်စာပြန်ဖို့မအားလို့ပါပြီးတော့ပေါ့နော်ဘယ်လားရဲ့နာမည်ပေါ့နော်ဒီမဲဆိုတာနာမည်အရင်မဟုတ်ပါဘူးရှင်ဒါဘယ်လားနာမည်အရင်ရပါတယ်နှင်းဘက်ဆိုတော့ YouTube ကနာမည်ပါဘယ် Roblox မှာလည်းတုံးတယ်ပေါ့နော်အနှင်းဘက်ဆိုတဲ့နာမည်ကိုပေါ့နော်အခု Roblox က Vivian ချိန်မှာကစားလို့ရတာပေါ့နော်Vivian လည်းမသိဘူးဘယ်လာတို့ဘက်မှာနေတဲ့ကောင်လေးတယောက်ကတော့Roblox ကစားလို့ရပါတယ်ပေါ့နော် Roblox ကစားလို့ရတယ်ပေါ့နော်ဘယ်လာကမေးကြည့်တယ်ဘာ Vivian လဲဘာ Vivian သုံးတာလဲဆိုတော့သူလည်းမသိဘူးတဲ့သူအမေတဲ့ထောင်းထားတာတဲ့အဲ့ဒါမို့ဘယ်လာပေါ့နော်နောက်ပိုင်းကျမှပေါ့နော် Roblox ကဟိုဖြစ်လို့ရှိရင်ပေါ့နော်ဘယ်လာချစ်ပေးပါမယ်Vivianပြန်ဆောက်လို့ရလို့ရှိရင်ပေါ့နော်ဘယ်လာဆောက်ပေးပါမယ်ဆိုတော့ဒီနေ့ video လေးကတော့ပါပဲရှင်ကြည့်ရှုပေးကြတဲ့လူတွေကချီတိုင်းပေါ့အားလုံးပဲကျေးဇူးတင်ပါတယ်ဆိုတော့နောက်နေ့ video မှာကြည့်တွေ့ကြပါအားလုံး bye bye